ဒီနေ့မှာတော့ဂျပူးမနာနာကိုကင်ပြပေးသွားမယ်နာနာကင်ခိုင်းထားတဲ့သူတွေအများကြီးပဲငါအခု comment လိုက်ထားတာတယောက်မှမတွေ့တော့ဘူးကင်ခိုင်းထားတဲ့သူတွေရဲ့ comment လေးတွေမတွေ့ရလို့ဒီထဲကိုမထည့်လိုက်ရတာပါလို့ကျေးဇူးအမြဲညဝဲအင်ဂျင်နဲ့စင်ဝင်းဆောင်တဲ့စကင်နဲ့ပဲဆော့ပြနေရဒီတစ်ခါတော့ star လိုက်စကင်လေးနဲ့ဆော့ပြမယ်အမလေးငါကူရှင်ရအမလေးဟောဘေဘေငါတော့ကြရမယ်ဘယ်နာရောက်နေကြလဲတခြားသူတွေကအေးလောက်ထားဆန်းဂျပူးမပါလဲဆိုတာနင်တို့သိစေရမယ်ငါလို့ဂျပူးမကိုမြအရင်နေရကဲရတယ်ဟာလားနင်တော့ကဲလိုက်တော့မလေးငါ့ကိုလာပြီးစိန်ခေါ်တာနာတို့ဘလောက်ထိစောင်းကြွတယ်လဲမမေးနဲ့ပွဲစားပဲရှိသေးရဲ့ enemy အိမ်ထိဝင်ဖြဲတာအဲ့ဖိနက်ကောင်ကလည်းသူ့ရဲ့တထုံကြီးမှန်သွားပြီဆိုလို့ရှိရင်ဝင်လာမလေးဒီမှာငါယုံကြီးချထားတာကိုဒဲတိုးကြီးဝင်လာတာတဲ့အမတော့ကဲလိုက်တော့လက်စားချေတယ်ဆိုတာဒီလိုမျိုးချေရတာတပွဲထဲမှာအဲ့လိုရရင်ရတယ်လို့ချေရတယ်ဒင်းကဂျပူးမကိုလာဆန်းတာလေမဆန်းတဲ့လူကိုလာဆန်းတာဟုတ်အမခိုင်နေကသူများနေတဲ့ကိုလာပြီးဘဲကိုပြန်ပြေးချင်တာတော့မလေးသူကပြေးချင်တာငါရှေ့တက်ရနေပြီးတော့ဂျပူးမရဲ့ဂျမ်းမေကိုတစ်ချက်ရှိုးလိုက်စမ်းလက်ထဲဟာရုပ်တွေ့တာဒါတစ်ချက်စာပဲရှိရနေတော့ဒီကူရှင်ကမခန့်တာဟဲ့ငါလို့ဂျပူးမတကောင်လုံးဘေးမှာရှိနေတာဝင်လာရဲ့ဒီပွဲမှာကူရှင်ငါ့ကိုလောက်တာအာလီကိန်းတော့တစ်ခါပဲလောက်တာငါသူ့ကိုပြန်ပြီးတော့ကင်းနေတာဘယ်နှခါမှန်းကိုမသိတော့ဘူးအကိုစမူစာတို့ကလည်းဝင်လာပြီးဘဲကိုပြေးရတော့ဒီပွဲကတော့ငါပွဲပဲဟဲ့ကျန်းသလားတော့မမေးနဲ့နာနာကိုကျန်းချင်တယ်ဆိုလို့ရှိရင် Sky Pizza တာထည့်ဆော့ share ကျန်းတယ်ကဲအဲ့တော့ဒီဗီဒီယိုကတော့နာနာကခိုင်းထားတဲ့သူတွေအတွက်ကျွေးနေစရာကြီးပဲဘာလို့လဲဆိုတော့ငါ 73K တောင်ရထားတာတစ်ခါပဲတော့ကီထားတာအဲ့တစ်ခါတော့ဟိုဖိလိုက်ကောင်ကြောင့်ငါတော့ကေဝါကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကဲတဲ့ချင်းတဲ့ hero လေးတွေကိုဒီဗီဒီယိုကောင်မှာမငယ်ပြီပါအပြောင်းအလဲသော hero လေးတွေကိုရွေးပြီးတော့ကိုင်းမှဖြစ်တဲ့ကြောင့်ကျွန်တော်ဒီတော့ကောက်ကလေးလေး follow ထားပြီပါကျွန်တော်ကတော့စာဝါဒီခါပါငါဒီလောက်ကျန်းတော့ငါ FB မရဘူး